အင်္ဂလန်နဲ့ပြန်လည်ပွဲဦးထွဲခွင့်ရတဲ့အချိန်မှာခြေစွမ်းမပြနိုင်လို့တူချယ်ရဲ့သတိပေးခြင်းကိုခံလိုက်ရတဲ့ Redford ပြည်သူများလုံးပဲမိလာပါဗျာ။မဲယူကနေဗီလာစီကောအငှားသွားရောက်ကစားနေတဲ့တိုက်စစ်မိုဘာက Redford ကအင်္ဂလန်ရွေးချယ်လူစင်းမှာရွေးချယ်ခံခဲ့ရသလိုပွဲစားခွင့်လည်းရရှိခဲ့ပါတယ်။အင်္ဂလန်အတွက်ပြန်လည်ကစားပေးနိုင်ခဲ့တဲ့အပေါ်မှာ Redford ရဲ့ယုံကြည်မှုကလည်းအတော်လေးကိုမြင့်မားတိုးတက်လာခဲ့ပြီးနောက်ထပ်ပွဲစဉ်တွေမှာအကောင်းဆုံးသောစွမ်းဆောင်ရည်တွေနဲ့အင်္ဂလန်အသင်းစီကိုပြန်လာအောင်မှဖြစ်တယ်လို့လည်း Redford ကကြွေးကြော်လိုက်ပါတယ်။ Redford ကမဲယူအသင်းမှာတော့ခြေစွမ်းကောင်းတွေပျောက်ဆုံးနေပေမဲ့ဗီလာကိုရောက်ရှိသွားချိန်မှာတော့ဘောလုံးကစားတဲ့သူ့ဘဝကိုသူပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါကမဲယူကစားသမားတွေရဲ့အောက်တန်းကြတဲ့စိတ်တွေဖြစ်ပါတယ်။မဲယူမှာတော့သူတို့တွေကလှုပ်ချင်တိုင်းလှုပ်လို့ရနေပါတယ်။ဖြစ်ချင်တိုင်းဖြစ်နေကြပါတယ်။ဒါပေမဲ့တခြားအသင်းတွေစီကိုရောက်သွားတဲ့အချိန်မှာတော့သူတို့တွေအနေနဲ့မဲယူမှာတော့ကလိုမျိုးထင်တိုင်းကျဲနေလို့မရတော့ပါဘူး။စူးစမ်းအားထုတ်မှုတွေကိုပြင်းပြင်းပြပြလုပ်ပြရပါတယ်။တခြားသူတွေရဲ့နောက်မှာရောက်မနေဖို့အတွက်အစဉ်တစိုက်စူးစမ်းအားထုတ်ရပါတယ်။ဒီကနေ့သူတို့တွေကဒီလိုလုပ်နေကြပါတယ်။ဒါကြောင့်လည်းမဲယူကစားသမားတွေကတခြားအသင်းတွေမှာခြေစွမ်းကောင်းတွေပြသပုံစံကောင်းတွေပြသနေနိုင်ကြတာဖြစ်ပါတယ်။တချို့ကစားသမားတွေဆိုရင်မဲယူမှာကစားဖို့ကခြေစွမ်းပိုင်းစိတ်သက်ပိုင်းတွေကအစင်တမ်းမမီတာပါဥပမာပေးရမယ်ဆိုရင်အန်တိုနီလိုကစားသမားမျိုးဖြစ်ပါတယ်ယခုလက်ရှိဘက်တင်မှာခြေစွမ်းကောင်းတွေပြသနေပေမဲ့လည်းအန်တိုနီကမဲယူကိုပြန်ရောက်လာရင်ဒုံရင်းကဂျုံရင်းအတိုင်းပဲပြန်ဖြစ်နေအောင်မှာသိကြပါတယ်ဘာလို့လဲဆိုတော့အန်တိုနီတို့ရဲ့အစင်အတန်းလောက်ကဘက်ဂျစ်တို့လိုဒုတိယတန်းစားအသင်းတွေမှာပါဝင်ကစားဖို့ပဲထိုက်တန်တာဖြစ်တော့ပါဒါပေမဲ့ Redford ကတော့အန်တိုနီထက်အများကြီးတာပါတယ်အမ်ဘာပေနဲ့အပြိုင်အောင်တက်လာခဲ့တာပါဒါပေမဲ့အမ်ဘာပေတို့ကအခုဆိုရင်ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်သွားပြီးဘောလုံးဒီအောင်ကိုရယူနိုင်ဖို့တာဆူနေချိန်မှာ Redford ကအခုချိန်ထိရုံးရင်းကန်ရင်းနဲ့ပဲခြာလက်ဖက်လဲနေစေဖြစ်ပါတယ် Redford ရဲ့စိတ်ဓာတ်ကမဲယူမှာဆိုရင်အခုလိုမျိုးအောက်ကျနောက်ကျနေလို့တာဖြစ်ပါတယ်ဒါပေမဲ့ဗီလာကိုရောက်ရှိသွားချိန်မှာတော့ Redford ကမဲယူမှာလိုမျိုးအချောင်ခွန်နေလို့မရတော့ပါဘူးတခြားသူတွေနဲ့တန်းတူစူးစမ်းအားထုတ်ရပါတော့မယ်ဒါကြောင့်လည်း Redford ကခြေစွမ်းကောင်းတွေကိုပြသလာနေနိုင်တာဖြစ်ပါတယ်မဲယူမှာသာချာလူးလာနေပေမဲ့ Redford ကဗီလာကိုပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက်မှာဂိုးဖန်နေမှု9ချိန်ထိပြုလုပ်ပြနိုင်ခဲ့ပါတယ်ခြေစွမ်းကောင်းတွေပြသလာနေတာကြောင့် Redford ကအင်္ဂလန်လူစင်းမှာရွေးချယ်ခံရတဲ့အပြင်ပွဲစားခွင့်တော်မှာရရှိသွားခဲ့ပါတယ်ဒါပေမဲ့ Redford ရဲ့အင်္ဂလန်ပွဲဥထွက်ပွဲစဉ်ကတော့မှန်းထားသလောက်ခင်းမြောက်ခဲ့ပါဘူးခြေစွမ်းကောင်းတွေသိမပြနိုင်ခဲ့ပါဘူးဂိုးပေါက်တဲ့ကန်ချက်တစ်ချိန်မှပြုလုပ်နိုင်ခြင်းမရှိခဲ့သလိုအခွင့်အရေးဖန်တီးပေးနိုင်မှုကလည်းတစ်ချိန်သာရှိခဲ့ပါတယ်ဒါကြောင့်နောက်ပွဲစဉ်တွေမှာသူ့အတွက်အခွင့်အရေးမရမှာကို Redford ကနည်းနည်းလေးစိုးရိမ်နေပါတယ်သူချေကတော့ Redford ကိုတက်နိုင်တဲ့လောက်အခွင့်အရေးပေးခဲ့ပေမဲ့နောက်လာမယ့်ပွဲတွေမှာတော့ဒီလောက်ထိစိတ်ရှည်တိကျပေးပါတော့မှာမဟုတ်ပါဘူးလို့သိရပါတယ် Redford ကတော့နောက်လာမယ့်အင်္ဂလန်အသင်းရဲ့ပွဲစဉ်တွေမှာအရင်လိုမျိုးအကောင်းဆုံးသောစွမ်းဆောင်ရည်တွေနဲ့ပြန်လာခဲ့မှာဖြစ်ကြောင်းလည်းကတိပြုခဲ့ပါတယ်ပွဲပြီးမှာ Redford ကကောင်းလေးတွေနဲ့ပြန်လာခွင့်ရရှိခဲ့တာအရန်ကောင်းပါတယ်ခြေစစ်ပွဲအတွက်လည်းခိုင်မာတဲ့စတင်မှုတစ်ခုပါလို့သူ့ရဲ့ Instagram အကောင့်ကနေတဆင့် post တင်ထားခဲ့ပါတယ်လူချေကလည်း Redford အနေနဲ့ခုထက်ပိုတဲ့အားထုတ်မှုတွေကိုပြုလုပ်ဖို့လိုအပ်တယ်လို့ပွဲပြီးမှာ 3base ကပြောကြားသွားခဲ့ပါတယ် Redford ကအင်္ဂလန်ဂျာစီနဲ့ထက်ကစားခွင့်ရရှိအောင်မယ်ဆိုရင်အကောင်းဆုံးသောပေးဆက်မှုတွေနဲ့ပေးဆက်ကစားသွားမှာဖြစ်ကြောင်း Grace ကဆိုခဲ့ပါတယ် Redford ကသူ့ရဲ့အင်္ဂလန်ကစားသမားဘဝ62ပွဲမြောက်ပွဲစားခွင့်ရရှိဖို့ကိုထပ်မံမျှော်လင့်နေပေမဲ့လာမယ့်လက်ဖီယာနဲ့ပွဲမှာတော့ကိုကစားခဲ့တဲ့ပွဲလိုမျိုးပွဲစားချိန်တွေအများကြီးထည့်ရဖို့တော့မမြင်မိပါဘူးအခက်မသိရင်အရန်ခုံပေါ်တော့မှရောက်သွားနိုင်ပြီးမိနစ်20နီးပါးလောက်လူစားဝင်ကစားခွင့်ရရှိနိုင်မယ်လို့တော့ထင်မြင်ယူဆမိကြမှာအဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ